မင်္ဂလာပါရှင်ဒီနေ့မှာတော့လီးဘက်နာကြောင့်ခြေစစ်လက်စစ်တွေကြိုက်ခဲနေတဲ့ဝေနာရှင်တွေအတွက်အိမ်မှာပဲလွယ်လွယ်ကူကူလုပ်လို့ရတယ်တကယ့်ကိုလက်တွေတတစီရဲ့နီလန်ကောင်းလေးတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနီလန်အတွက်လိုအပ်တာကတော့တဖြူတီးပဲခူပါတယ်နော်ပထမဆုံးအဆင့်အနေနဲ့တဖြူတီးကိုစားနဲ့အချိုတူရောပြီးပြုတ်ပေးပါနော်နောက်တစ်ဆင့်ကတော့အဲ့ဒီပြုတ်ထားတဲ့ရေနွေးငွေကိုခြေစစ်လက်စစ်ကြိုက်ခဲတဲ့နေရာတွေဒါမှမဟုတ်တကူလုံးကိုချွေးအောင်ပေးခြင်းသို့မဟုတ်အငွေ့ကန်ပေးခြင်းပြုလုပ်ပေးပါနော်ခဏအကြာမှာတကူလုံးကအပူပုတ်ချွေးတွေထက်လာပြီးဆိုရင်တော့ရေချိုးလိုက်ရတော့မှာပဲရှင်အစားအသောက်လည်းရှောင်စရာမလိုပဲတကယ်ကိုတိတိတတပျောက်ကင်းစေပါတယ်ကြိုက်ခဲနေတာတွေပါပျောက်သွားပါလိမ့်မယ်နော်မှတ်သားစရာလေးတစ်ခုကတော့ WD ရဲ့အပင်အရွက်အပွင့်အသီးစတာတွေအားလုံးကိုဟင်းချက်စားတာဟင်းကြိုချက်တာတွေလုပ်ပေးခြင်းဖြင့်အသက်ကြောက်ကက်နှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေတယ်ဆိုတာပါပဲရှင်ဒီတန်ဖိုးရှိတဲ့ဒီအချက်လက်တွေကတင့်ရဲ့ချီရသူတွေနဲ့ကျန်းမာရေးဂရုစိုက်တဲ့သူတွေအတွက်ပါအထောက်အကူဖြစ်စေဖို့တစ်ချက်လောက် share ပေးသွားပါဦးနော်နောက်ထပ်ဗဟုတုတရစရာဘယ်လိုကျန်းမာရေးအကြောင်းအရာတွေကိုသိကျင်လဲဆိုတာ comment မှာရေးခဲ့ပါဦးနော်အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်